Stan skin နဲ့ MO skin တွေကို3000လောက်နဲ့ရအောင်ဘယ်လိုဖောက်အောင်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားပါမယ်။ကွမ်600နဲ့လဲလို့ရမယ့် skin ယူမယ်ဆိုရင်အရင်ဆုံး event စလာတဲ့ Masla 8ရက်နေ့မှာပဲ weekly bet တစ်ပတ်ကိုထည့်ပေးရပါမယ်။အဲဒါဆိုရင်ဒီက free ticket တစ်ကတ်ရပါမယ်။ပြီးရင် diamond 30ရယ် diamond 49လို့ရင်တုံးပြီးတော့ဒီကနှစ်ကတ်ထပ်ဝယ်ပေးရပါမယ်။ပြီးရင်ကျွန်တော်တို့က channel ရက်တွေကိုကြော်ပြီး phase 1လာတဲ့ Masla 73ရက်နေ့မှာ weekly bet 3ပတ်ကိုထည့်ပေးရပါမယ်။ပြီးတော့အဲ့နေ့ကနေ Masla 16ရက်နေ့ဒီဘာမှထပ်လုပ်စရာမလိုသေးပါဘူး။ Masla 19ရက်နေ့မှာတော့ promo diamond event လာပြီးဖြစ်တဲ့အတွက်ဒီကရတဲ့ promo diamond 800ရယ် phase 1ရတဲ့240တုံးပြီးတော့ကျွန်တော်တို့က73ကြိမ်လှည့်ပေးရပါမယ်။နောက်ပြီး one draw ကို discount နဲ့တစ်ကြိမ်ထပ်လှည့်ပေးရပါမယ်။ဒါဆိုရင်တော့ free ticket 7ကတ်ရပါမယ်။ Masla 18ရက်နေ့နဲ့19ရက်နေ့မှာလည်း one draw ကို discount နဲ့တစ်ရက်ကိုတစ်ကြိမ်စီလှည့်သွားပေးရပါမယ်။ Masla 20ရက်နေ့ phase 2လာတဲ့ရက်မှာတော့ weekly bet တစ်ပတ်ကိုထည့်ပေးရပါမယ်။နောက်ပြီးအဲ့ဒီ20ရက်နေ့ကနေ Masla 23ရက်နေ့ထိ one draw ကို discount နဲ့တစ်ရက်ကိုတစ်ကြိမ်စီလှည့်သွားပေးရပါမယ်။ဒါဆိုရင် phase 2ကရတဲ့ free ticket 6ကတ်ရပါပြီ။အကြိမ်40ပြည့်သွားပြီဖြစ်တဲ့အတွက် Stan skin ဒါမှမဟုတ် coin 600နဲ့လဲလို့ရတဲ့ skin တစ်ကောင်ယူလို့ရပါပြီ။ဒီမှာရှင်းပြထားတဲ့ဇာတ်ကိုတော့ STU ရဲ့ Telegram channel မှာလာယူလို့ရပါတယ်။ channel user name ကိုတော့ TikTok app ပေါ်မှာထားပေးထားပါတယ်။နောက်ပြီး diamond တွေကိုဈေးနှုန်းသက်သာစွာဝယ်ယူခြင်းပဲဖြစ်ဖြစ် game ကောက်တွေရောင်းချင်ဝယ်ခြင်းနဲ့ဆိုရင်ပဲဖြစ်ဖြစ် STU ရဲ့ Telegram channel ကိုလာခဲ့လို့ရပါတယ်။